ကဲခောက်ချိုးတွေကတော့အခုရောက်ရှိလို့လာပြီဖြစ်ပါတယ် Lenovo IdeaPad Plus 5ပဲဖြစ်ပါတယ်ဗျ i5 11 Gen ဖြစ်ပါတယ် touch screen နဲ့360ခောက်ချလိုက်လို့ရတဲ့အနေအထားလေးကိုမြင်ရမှာဖြစ်ပါတယ်ပုံမှန် laptop လိုလည်းသုံးလို့ရတယ် touch screen လို့သုံးကျင်တယ်ဆိုတော့ tablet လိုလေးခောက်ချလိုက်လို့ရှိရင်တော့အေးစစ်စစ်အေးအေးနဲ့လည်းသုံးလို့ရတဲ့အနေအထားဖြစ်ပါတယ် i5 11 Gen RAM 8GB နဲ့ SSD 512ဖြစ်ပါတယ်14လက်မကို Full HD display နဲ့လုံးဝအမိုက်လေးသုံးမှာဖြစ်ပါတယ် webcam ပါမယ် privacy shutter ပါမယ် keyboard backlight ပါထားတဲ့ fingerprint လည်းထပ်ပါထားတဲ့အနေအထားလေးဖြစ်ပါတယ်ဗျာပုံမှန် laptop လိုလည်းသုံးလို့ရတယ် flip လုပ်ပြီးတော့လည်းသုံးလို့ရတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒါတော့ Lenovo IdeaPad Plus 5လို့ခေါ်ပါတယ်ဈေးနှုန်းကတော့ 18,900 ဖြစ်ပါတယ်ဗျာ Lenovo တွေကကျွန်တော်ခေါက်ချိုးလေးလည်းလိုချင်တယ် touch နဲ့လည်းသုံးချင်တဲ့မျိုးတွေအတွက်ကတော့ Lenovo IdeaPad လေးကတော့လုံးဝခက်မိုက်မိုက်လေးသုံးလို့ရမှာပဲဖြစ်ပါတယ်ပုံမှန် laptop size လေးဖြစ်တဲ့အတွက်ကြောင့်မလို့လဲပုံမှန်အလုပ်လေးတွေကိုအေးဆေးလုပ်လို့ရတဲ့အနေအထားမှာသုံးလို့ရမှာဖြစ်ပါတယ်ဘေးမှာတော့ကျွန်တော် power button ကဘေးကိုရောက်သွားတာတွေ့ရမယ် SD card slot ပါတယ် USB ကလည်းနှစ်ပေါ့ပါထားတယ်ဘယ်ဘက်ချမ်းမှာတော့ Type C ပေါ် HDMI နဲ့ audio jack လေးပါထားတယ်ဒီဘက်ကတော့ Ethernet ပေါ်လေးဖြစ်ပါတယ်ပေါ်လေးလည်းမိုက်တယ်အလုံးလေးကလည်းတန့်တယ်အဲ့တော့ touch screen 360ခောက်ချင်18,900ပဲကြာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်